ဒီဗီဒီယိုမှာတော့ကျွန်တော်က foundation web development ဖြစ်တဲ့ front development ဘယ်အောင်ကိုပြောပြပေးတော့မှာဖြစ်တယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ခုံဒီကြောင့်မတွားခင်ကျွန်တော်တို့ web အကြောင်းကိုတည်ထားဖို့လိုအပ်တယ် web ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ internet ရဲ့တသိက်ဒေတာဖြစ်တယ်ဘာတွေကို support ပေးလဲဆိုတော့ multimedia နဲ့ကျွန်တော်တို့ link document တွေကို support ပေးတယ်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ world wide web လို့ခေါ်တယ်အတူကောက်အနေနဲ့ www. ပေါ့ဗျာကျွန်တော်တို့ google.com ဆိုရှေ့ရနေ www. ထည့်ရတာကကျွန်တော်တို့ဒီကောင်က world wide web ဖြစ်ကြောင်းသက်သေပြတာဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ဒီ web development မှာဒီ web နဲ့ server ကြားမှာဘယ်လို interaction ရှိကြောင်းကိုကျွန်တော်တို့တည်ထားဖို့လိုအပ်တယ်ကျွန်တော်တို့သုံးနေတဲ့ user တွေ client တွေအနေနဲ့ကျွန်တော်တို့ web page တစ်ခုတွေဝင်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ request message ကို server ကိုပို့ရတယ်ပေါ့နော်ကျွန်တော်တို့အဲ့ server ကနေမှာ response message access ဖြစ်တယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အဲ့ဒီ web page မှာကျွန်တော်တို့အနေနဲ့ order delivery စသဖြင့်ကျွန်တော်တို့အနေနဲ့ cloud တင်လို့ရမယ်တစ် page ကနေတစ် page သွားလို့ရမယ်အဲ့ဒါကကျွန်တော်တို့အနေနဲ့ request message နဲ့ response message အတွားပြန်ဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ web page အနေနဲ့ content တွေကဘာတွေရှိမလဲဆိုတော့ကျွန်တော်တို့အနေနဲ့တင်ရမှာက HTML မှာဆိုရင်ကျွန်တော်တို့အနေနဲ့ text တွေရှိမယ် images တွေရှိမယ် video တွေရှိမယ်စသဖြင့်ပေါ့နော်ဒုတိယအနေနဲ့က CSS ဖြစ်တယ် CSS ကတော့ကျွန်တော်တို့ HTML မှာရေးထားခဲ့တဲ့ structure တွေ basic foundation တွေကိုကျွန်တော်တို့အနေနဲ့ CSS ကိုအသုံးပြုပြီးတော့ styling လုပ်ပေးရတယ်ဆိုတော့ကကျွန်တော်တို့အနေနဲ့ design တွေအရောင်တွေ color တွေထည့်ခြင်းဖြစ်တယ်တတိယတစ်ခုအနေနဲ့ကကျွန်တော်တို့အနေနဲ့ JavaScript ဖြစ်တယ် JavaScript ကတော့ကျွန်တော်တို့ functionality ပေါ့နော်ကျွန်တော်တို့အိမ်တိမ်ဆောက်ပြီးဆိုရင်အိမ်အတွက်ကျွန်တော်တို့ကလျှက်စစ်မီပေးဖို့ရေးတွယ်ဖို့စသဖြင့်ကျွန်တော်တို့ web page မှာဆိုရင်လည်းကျွန်တော်တို့အနေနဲ့မြင်ရတဲ့ကျွန်တော်တို့အပိုင်းတွေက HTML CSS အပိုင်းတွေဖြစ်တယ်သူတို့တွေက static ဖြစ်နေတဲ့အတွက်ကျွန်တော်တို့က dynamic ဖြစ်ဖို့ရာသူတို့တွေကျွန်တော်တို့ user တွေနဲ့ interact ဖြစ်ဖို့ရာတက်ဝင်လောက်ရရှိနေဖို့ရာတော့ကျွန်တော်တို့အနေနဲ့ JavaScript ကို background ကနေနောက်ွယ်ကနေရေးထားပြီးဖို့လိုအပ်တယ်စနုထအနေနဲ့ကျွန်တော်တို့ JSON ပေါ့နော် data တွေကျွန်တော်တို့ database နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ fully functional website တစ်ခုအနေနဲ့ full stack development အနေနဲ့ကျွန်တော်တို့တွားခြင်းဖြစ်တယ် okay ကျွန်တော်တို့အနေနဲ့ဒီ blending course မှာအနေနဲ့ HTML CSS JavaScript advanced JavaScript နဲ့ Bootstrap တို့ကိုကျွန်တော်တင်ကြားပေးမှာဖြစ်တယ် okay ဒါကတော့ကျွန်တော်တို့အနေနဲ့ HTML CSS JavaScript ကိုအသုံးပြုပြီးကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးတွားရလဲဆိုတာက picture တစ်ခုအနေနဲ့ demonstration လုပ်ထားတာဖြစ်တယ်ကျွန်တော်တို့ HTML မှာဆိုရင်ကျွန်တော်တို့ net booking form တစ်ခုဆိုရင်ကျွန်တော်တို့ name တွေထည့်မလား contact name တွေထည့်မလား email တွေထည့်မလား date တွေထည့်မလား address တွေ other names တွေထည့်မလားဆိုပြီးကျွန်တော်တို့ pattern လေးတွေနဲ့ user information တွေရိုက်ထည့်ဖို့ရအတွက် pattern လေးဒီ input ရိုက်ထည့်ဖို့ရအတွက်နေရာထားရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ plain ဖြစ်နေတယ်ဗျာပြောရရင်တော့blank ဖြစ်နေတယ်ပေါ့တိတ်ပြီးလှပနေကိုကျွန်တော်တို့အနေနဲ့အဲ့ဒါကိုလှပဖို့ရအတွက်ကျွန်တော်တို့ CSS ကိုအသုံးပြုပြီးတော့ style တွေဖန်တီးတယ်အရောင်တွေထည့်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ဒီ button လေးနှိပ်လိုက်ပြီဆိုရင် thank you ဆိုတဲ့စာသားလေးပေါ်ဖို့ရအတွက်ကျွန်တော်တို့အနေနဲ့နောက်ွယ်ရနေ JavaScript ကိုအသုံးပြုပြီးတော့ရေးပေးရတာဖြစ်တယ် okay ကျွန်တော်တို့ tools and editors မှာဆိုရင်တော့ကျွန်တော်တို့အနေနဲ့ tools မှာဆိုရင်ကျွန်တော်တို့ browser တွေအနေနဲ့ကျွန်တော်တို့ Chrome ရှိမယ် Microsoft Edge ရှိမယ် Firefox ရှိမယ်ကျွန်တော်တို့ MacBook user တွေအတွက်ဆိုရင် Safari ရှိမယ်ပေါ့နော် latest browser တော်တော်များများကို support ဖြစ်တယ် text data မှာဆိုရင်တော့ကျွန်တော်တို့ Windows မှာ Notepad ရှိမယ်ပေါ့နော်တိတ်ပြီးတော့လူတုံးတော့မများပါဘူးနောက်တစ်ခုအနေနဲ့က Mac ရဲ့ Windows မှာ available ဖြစ်တဲ့ Atom ရှိတယ် Sublime Text ရှိတယ်ကျွန်တော်အသုံးပြုထားမဲ့ text data ကတော့ Visual Story Code ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ Visual Story Code ကို down ဖို့ရအတွက်ဆိုရင်ကျွန်တော်တို့ကဒီ Visual Story Code ဆိုတဲ့ .com ထဲမှာကျွန်တော်တို့အနေနဲ့ download for Windows ဆိုပြီးကျွန်တော်တို့က Visual Story Code ကို down ပေးဖို့လိုအပ်တယ်အကယ်၍ကျွန်တော်တို့က down ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပေါ်လာမှာဖြစ်တယ်အဲ့လိုပေါ်လာပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဘာလုပ်ပေးဖို့လိုအပ်လဲဆိုတော့ naming folders and files ဆိုတဲ့အတွက်ကြောင့် folder တွေနာမည်ပေးဖို့လိုအပ်တယ် file တွေကိုနာမည်ပေးဖို့လိုအပ်ပါတယ် okay ကျွန်တော်တို့ folder တွေ file တွေနာမည်ပေးဖို့ဆိုရင်ကျွန်တော်တို့များတော့အဖြစ်က lower case letters တွေ numbers တွေ hyphen တွေ dashes တွေကိုအသုံးပြုတာကပို့ပြီးတော့လွယ်ကူမယ်ဖြစ်တယ်တို့မှမဟုတ်ရင်ကျွန်တော်တို့အနေနဲ့ upper case တွေတုံးတယ်နံပါတ်တွေနဲ့စထားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ရောသွားဖို့ file တွေရောသွားဖို့ folder တွေရောသွားဖို့ရာခိုင်နှုန်းများတဲ့အတွက်ကြောင့်ဖြစ်တယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့က extension တွေလည်းပေးဖို့လိုတယ် file တွေပေးပြီဆိုကျွန်တော်တို့ကဒီ file က HTML file ဖြစ်ပါတယ်ဒီ file က CSS file ဖြစ်ပါတယ်ဒီ file က JavaScript file ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အနေနဲ့နောက်ကနေ extension လေးပေးမှဒါလည်းကျွန်တော်တို့ text data ကဒီကောင်က
HTML file HTML file ဆိုရင် web page မှာပေါ်မယ် JavaScript file ဆိုရင်နောက်ကိုရနေလုံးမယ်ဆိုပြီး file တွေရဲ့အမျိုးအစားကိုတိမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့နောက်ကနေ extension လေးပေးထားပြီးဖို့လိုအပ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ folder တွေ file တွေကို naming လုပ်ရအောင်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဘက်မှာ new folder တို့ new file တို့ရှိမှာပေါ့နော်ကျွန်တော်တို့ new folder ကိုနှိပ်မယ်ကျွန်တော်တို့ပေးချင်တဲ့နာမည်ပေါ့ test ind testing ဆိုပြီးတော့ enter ခောက်လိုက်ပြီဆိုရင်ကျွန်တော်တို့ folder တစ်ခု create ပြီးတော့ဖြစ်တယ်အဲ့ဒီ folder ထဲမှာကျွန်တော်တို့အနေနဲ့ file တစ်ခု create မယ်ဆိုရင် new file လေးနှိပ်မယ်ကျွန်တော်က example1 နောက်ကနေ extension လေးလိုက်မှာဖြစ်တဲ့ကြောင့် .html enter နှိပ်လိုက်ပြီဆိုကျွန်တော်တို့အနေနဲ့ html file တစ် file create ပြီးသားဖြစ်သွားပြီ okay အဲ့တော့ကျွန်တော်တို့အနေနဲ့ကဆက်ပြီးတွားမိုက်ကောင်က HTML ဖြစ်တယ် HTML ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အနေနဲ့အတူကောက်က HTML ပေါ့နော်အရှေ့ကောက်ကကျတော့ Hypertext Markup Language လို့ခေါ်တယ်တူကကျတော့ဘာတွေဖြစ်လဲဆိုတော့ကျွန်တော်တို့အနေနဲ့ website တွေ build ဖို့ရအတွက် allow လုပ်ပေးတယ် web page ရဲ့ backbone လို့လည်းခေါ်တယ်ပေါ့နော်ကျွန်တော်တို့ HTML မှာဆိုရင်ဘာတွေတင်ရမလဲဆိုတော့ HTML text တွေကိုအသေးစိတ်တင်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ HTML တခုရဲ့ structure ကိုလေ့လာကြည့်လိုက်ရအောင်ကျွန်တော်တို့ HTML မှာဆိုရင်ကျွန်တော်တို့ structure အနေနဲ့ tree structure ရှိရပါတော့ structure 3ခုရှိတယ် document type definition statement လို့ခေါ်တဲ့ပထမဆုံး structure တစ်ခုဒုတိယတစ်ခုက header section ပေါ့နော်တတိယမြောက်တစ်ခုကကျတော့ body section လို့ခေါ်တယ်ဒီ3ခုကိုကျွန်တော်တို့ကရထားပြီဆိုကျွန်တော်တို့ကနောက်ပိုင်းရေးမဲ့ text တွေကိုကျွန်တော်တို့ကအထက်အတွင်းထဲမှာရေးပြီးတော့ကျွန်တော်တို့အနေနဲ့ web page ပေါ်မှာပေါ်လာမှာဖြစ်တယ်Okay ပထမဆုံးတစ်ခုက document type definition လို့ခေါ်တယ် DDD ပေါ့နော်သူကဘာကို identify လုပ်လဲကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ရေးတဲ့စာသားရဲ့ HTML ရဲ့ version ကိုကျွန်တော်တို့က identify လုပ်ပေးရပါတော့အဲ့လိုမှမဟုတ်ဘူးဆိုကျွန်တော်တို့ရဲ့ရေးထားတဲ့ file တွေကဘယ် HTML version မှမတည်ဘူးဆိုကျွန်တော်တို့ရေးတဲ့နောက်ပိုင်းရေးတဲ့ code တွေကversion မကိုက်တာမျိုးတွေဆိုရင်ကျွန်တော်တို့ပေါ်လာတာမျိုးမပေါ်လာတာမျိုးတို့မှားနေတဲ့ဟာမျိုးတွေပေါ်လာတာမျိုးတို့ကျွန်တော်ဖြစ်တတ်ပါတော့เนาะအဲ့လိုကျွန်တော်တို့ကရေးတော့မယ်ဆိုရင်ဘာရေးဖို့လိုအပ်လဲဆိုတော့ဖွင့်မယ် exclamation doctype space ကြပြီးတော့ html ပြန်ပိတ်မယ်ကျွန်တော်တို့ doc type ရေးတဲ့အခါမှာကျွန်တော်တို့က doc type က case sensitive ဖြစ်ပါတယ်ဆိုလိုတာက case sensitive ဖြစ်တဲ့အတွက်ကြောင့် case insensitive ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က doc type ကိုဘယ်လိုပုံစံမျိုးရေးအဆင်ပြေတယ်ဆိုလိုတာက doc ဆိုအကြီးပဲရေးမလားရှိသမျှကောင်တွေအကုန်လုံးကို small letter နဲ့ရေးမလား d ရဲ့ t ရဲ့ပဲအကြီးရေးမလား d ရဲ့ c ရဲ့ t ရဲ့ကျန်တဲ့ကောင်တွေအကုန်လုံးအသေးပဲရေးမလားခြိုက်တဲ့လိုမျိုးရေးလို့ရတယ်အကုန်လုံးက valid ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ DDD တွေကျင်ညာပြီးတော့ဆိုရင်ကျွန်တော်တို့က opening tag နဲ့ closing tag လေးထပ်ကျင်ညာဖို့လိုအပ်ပါတယ်ဆိုလိုတာကကျွန်တော်တို့ကဒါရေးပြီးတော့ပြီဆိုရင် HTML ပိတ်လိုက်ပြီဆိုကျွန်တော်တို့ကအပိတ်ကလေးပါ automatic ပေါ်လာမှာဖြစ်တယ်ဒါကတော့ကျွန်တော်တို့ document type definition ရဲ့ structure ဖြစ်တယ်နောက်တစ်ခုကျွန်တော်တို့ဆက်ပြီးရေးရမှာကကြတော့ head section ကျွန်တော်တို့ head section ထဲမှာဘာတွေရင်စမလဲဆိုတော့ကျွန်တော်တို့ဘာနဲ့စမလဲဆိုတော့ head ဆိုတဲ့ tag လေးရှိမယ်ဒီနောက်ကနေ /head ဆိုတဲ့ section လေးနဲ့ပြန်ပေးတယ်ပေါ့နော်ကျွန်တော်တို့ text တွေအကုန်လုံးနှီးပါးကအဖွင့် tag ရှိမယ်အပိတ် tag ရှိမယ်အကုန်လုံးနှီးပါးကအဖွင့် tag နဲ့ပိတ် tag နဲ့အလုံးလုံးရတာဖြစ်တယ်အဲ့ဒီအဖွင့် tag နဲ့ပိတ် tag တွေမှာကျွန်တော်တို့ကတက်ဆိုင်ရာကုတ်တွေကိုဆက်ပြီးရေးတော့မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ head ဆိုပြီးတော့ရှိမယ်အဖွင့်ပိတ်ထဲမှာကျွန်တော်တို့ကဘာတွေဆက်ပြီးရေးရမလဲဆိုတော့ပထမတစ်ခုက title ဆိုတဲ့ element လေးဖြစ်တယ် title ဆိုတဲ့ element ကဘာပေါ်မလဲဆိုကျွန်တော်တို့က text between the and text is called the title of the video ကျွန်တော်တို့ရဲ့များတော့အဖြစ် title ကိုသူက title ဆိုတဲ့များတော့အဖြစ်ကျွန်တော်တို့ page တွေမှာ title ရှိမှာပေါ့နော်အဲ့ဒီ title တွေကိုကျွန်တော်တို့က title ဆိုတဲ့ element တွေအသုံးပြုပြီးတော့ခေါင်းစဉ်ပေါ့နော်ခေါင်းစဉ်ပေါ်အောင်လုပ်ပေးမယ်အဲ့တော့ပထမဆုံးအနေနဲ့က title လေး title ဆိုပြီးတော့ကျွန်တော်က example example 1ဆိုပြီးရေးလိုက်မယ်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ဘာရေးဖို့လိုအပ်လဲဆိုတော့ meta element ကိုရေးဖို့လိုအပ်တယ် meta element ကဘာကိုပြောလဲဆိုတော့ကျွန်တော်တို့က web page တစ်ခုရဲ့ characteristic ကိုသူက describe လုပ်ပေးနေတာဆိုလိုတာကကျွန်တော်တို့ရဲ့ character encoding ပေါ့နော်ကျွန်တော်တို့တုံးလိုက်တဲ့စာသားတွေရေးလိုက်တဲ့စာသားတွေအင်္ဂလိပ်လိုပဲဖြစ်ဖြစ်ဗမာလိုပဲဖြစ်ဖြစ်ကျွန်တော်တို့တခြား language တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ web page ပေါ်မှာတင်ပြီးတော့ရေးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ character encoding ကိုရှင်းပြပေးဖို့လိုရတယ်အဲ့လိုမှမဟုတ်ဘူးဆိုကျွန်တော်တို့ character တွေက text editor နားမလည်ပဲနဲ့ကျွန်တော်တို့ပေါ်တဲ့အခါမှာကျွန်တော်တို့လိုချင်တဲ့စာသားတွေမပေါ်ပဲနဲ့ပျောက်တိပျောက်ကြားတွေဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ character encoding ဆိုတဲ့ meta element လေးကိုကျွန်တော်တို့
headers head section ထဲမှာကြီးညာပေးဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့က meta element တွေကိုကြီးညာဖို့ဆိုရင်ကျွန်တော်တို့က meta char set ဆိုပြီးတော့ equal ခွဲဆောင်ခွဲဟိုပါ open inverted comma close inverted comma ကြားထဲမှာ utf-8 ဆိုပြီးကျွန်တော်တို့ကရေးပေးဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့က meta char set utf-8 ဒီလိုရေးပြီးတော့ပြီဆိုကျွန်တော်တို့အနေနဲ့ head section တွေကအပိုင်းတွေအကုန်လုံးပြည့်စုံတော့ပြီဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ဆက်သွားမှာက body section အဲ့တော့ကျွန်တော်တို့ body section ရဲ့ purpose ကဘာတွေလုပ်ဆောင်ပေးလဲဆိုတော့ကျွန်တော်တို့ web page တစ်ခုရဲ့ content တွေပေါ့နော်ကျွန်တော်တို့မျက်လုံးနဲ့မြင်ရမယ့်အစိတ်အပိုင်းတွေစာသားတွေပုံတွေဗီဒီယိုတွေစသဖြင့်အဲ့ဒီကောင်တွေကိုကျွန်တော်တို့အများတော့အပြင် body section ထဲမှာshare ပါတယ်အဲ့တော့ body section မှာပုံမှန်အတိုင်းပဲကျွန်တော်တို့ body ဆိုတဲ့အဖွင့် tag ရှိမယ် body ဆိုတဲ့အဖိတ် tag ရှိမယ်အဲ့တော့ကျွန်တော်တို့ရေးကြမယ် body အဖွင့် tag ရေးလိုက်ပြီဆိုရင်ကျွန်တော် /body ဆိုပြီးအဖိတ် tag လေး automatic ပေါ်လာမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ body tag တွေကျင်ညာပြီးတော့ပြီဆိုရင်ဒီဟာတွေအကုန်လုံးကကျွန်တော်တို့ HTML ဆိုတဲ့ကျွန်တော်တို့ file တစ် file မှာ sheeting ရှိတိုက်တဲ့ structure syntax တွေဖြစ်တယ်ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်တို့အနေနဲ့ဒါကတော့ XML web page ပေါ့နော်ကျွန်တော်တို့ XML ထဲမှာပေါ်မဲ့ရပထမဆုံးအနေနဲ့ကျွန်တော် title ထဲမှာရေးထားတဲ့ကောင်တွေကကျွန်တော်တို့ရဲ့ web page မှာဆိုရင်ဒီလိုမျိုးပေါ်လာမှာဖြစ်တယ်ကျွန်တော်တို့ body ထဲမှာရေးထားများကောင်တွေကကျွန်တော်တို့အဖြူရောင် label လေးမှာပေါ်လာမှာဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ XML program မှာဆိုရင်ကျွန်တော်တို့ကဘာရေးမလဲဆို p ဆိုတဲ့ tag လေးရေးမယ် p ဆိုတဲ့ tag လေးကအလွယ်တကူပြောရရင်ကျွန်တော်တို့ paragraph ပေါ့နော်ကျွန်တော်တို့စာသား paragraph စာသားအနေနဲ့ပေါ်မဲ့စာသားလေးဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ p ဆိုပြီးတော့ hello nice to meet you ဆိုပြီးရေးလိုက်မယ်အကောင်ကိုကျွန်တော်အနေနဲ့ run ဖို့ဆိုရင်ဘယ်လိုမျိုး run ဖို့လိုအပ်လဲဆိုကျွန်တော် run ဆိုတဲ့ကောင်လေးရှိမယ် start debugging ဆိုပြီးတော့ F5 ဆိုတဲ့ keyword လေးလည်းရှိမယ်ကျွန်တော် F5 ပဲနှိပ်နေဒီ run ကနေ start debugging ပဲနှိပ်နေကြိုက်တာနှိပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ debugger အနေနဲ့ select လုပ်ဖို့သူက option ပေးမယ်ကျွန်တော်ရဲ့ computer ထဲမှာ Chrome နဲ့ Edge နဲ့ဆိုပြီးနှစ်ခုရှိတဲ့အတွက်ကျွန်တော် Chrome ကိုရွေးလိုက်ပြီဆိုရင်ပေါ်လာမှာကကျွန်တော်တို့အရင်ဆုံး title မှာကျွန်တော် XML1 ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ XML1 ဆိုပြီးဒီမှာဒီ section လေးမှာပေါ်နေမယ်ဒါ title ပေါ်တဲ့နေရာဖြစ်တယ်ဒုတိယတစ်ခုက P hello nice to meet you ဆိုပြီးရေးထားတယ် hello nice to meet you စာတာကကျွန်တော်တို့ဒီမှာပေါ်လာမှာဖြစ်တယ်အားလုံးပဲတဘောနားလည်မယ်လို့ပြောနေပါတယ် okay အဲ့တော့ကျွန်တော် basic HTML text တွေကြောင်းဆက်ပြီးတွားလိုက်အောင်ကျွန်တော်တို့ basic HTML text တွေမှာကျွန်တော်တို့တင်ရမှာကပထမဆုံးက heading elements တွေဖြစ်တယ် heading elements တွေဆိုလိုတာကကျွန်တော်တို့ခေါင်းစဉ်တွေပေါ့ဗျာခေါင်းစဉ်တွေကျွန်တော်တို့ကတိဆောက်တော့မယ်ဆိုကျွန်တော်တို့က H1 အဖွင့်ရ H1 ပိတ်ရရှိမယ်အဲ့ဒီ H1 ကနေ H6 ထိ H1 H2 H3 H4 H5 H6 ဆိုပြီးတော့ level အလိုက်ရှိမယ် H1 ကတော့ကျွန်တော်တို့ကပြောရရင် heading 1ပေါ့နော် heading 1ကတော့အကြီးဆုံးဖြစ်ပြီးတော့ heading 6 H6 ကကြတော့အသေးဆုံးဖြစ်လိုက်မယ်အဲ့တော့ဒီကောင်လေးတွေကျွန်တော်တို့ heading တွေကအလုံးလုံးလားမလို့လားကြည့်ကြအောင်အဲ့တော့ကျွန်တော်တို့က H1 XML လို့ရေးလိုက်မယ် XML1 နောက်ထပ်တစ်ခု H2 XML2 H3 XML3 H4 XML4 H5 XML5 H6 XML6 ဖြစ်တယ်အဲ့တော့ဒီကောင်လေးတော့ကျွန်တော် run ဖို့ဆိုရင်ဒီကနေ run ကြည့်လိုက်အောင်ဒီမှာဆိုကျွန်တော်တို့အဆင့်ဆင့်ပေါ့နော် H1 ကအကြီးဆုံးပြတဲ့အတွက်ကြောင့်ကျွန်တော်တို့ XML1 အကြီးဆုံးပေါ်တယ်ဒီကနေတူတစ်ဖြည်းဖြည်းနဲ့ကျွန်တော် level လိုက်တေးတော့မယ်အဲ့တော့ကျွန်တော်တို့ရှေ့မှာရေးထားခဲ့တဲ့ P နဲ့ဘာကွာလဲဆိုတော့ heading တွေ H1 ကနေ H6 ထိရေးထားတဲ့အကောင်တွေကကျွန်တော်တို့ဒီကစာသားထက်ပို့ပြီးတော့ဘိုးဖြစ်နေလိမ့်မယ်ဆိုတော့ကပို့ပြီးတော့မဲမဲလေးပေါ်နေလိမ့်မယ်ပေါ့နော်ဒါသူ့ရဲ့ property တစ်ခုအနေနဲ့ပါဝင်တယ်ဒါကတော့ head H1 ကနေ H6 ထိဖြစ်တယ် okay ဒီမှာဆိုကျွန်တော်တို့ XML program ဆိုပြီးဟိုပါပေါ့နော်
ရေးသန်းထားတဲ့ code ကိုကျွန်တော် provide ပေးထားတယ်ဒီမှာဆိုရင် h1 ကနေ h6 ထိ run ပြထားပါတယ် okay paragraph element ကျွန်တော်တို့ရှေ့မှာသုံးထားခဲ့တဲ့ p ဆိုတဲ့ကောင်လေးဖြစ်တယ်သူကကြဘာကိုအဓိပ္ပာယ်လောက်ဆောင်လဲဆိုတော့ used to group sentences and section of text together ဆိုတော့ကကျွန်တော်တို့ sentences တွေစာသားတွေ section တွေကိုကျွန်တော်တို့တစ်စုတစ်စည်းတည်းပေါ်အောင်ရေးချင်တယ်ဆိုကျွန်တော် paragraph ဆိုတဲ့ကောင်ကိုရေးပေးရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်က p ဆိုတဲ့အဖွင့်ပိတ်ထဲမှာ hello my name is David nice to meet you ဆိုတဲ့စာသားကိုရေးထားတဲ့အတွက်ကြောင့်ဒီမှာဆိုရင် hello my name is David nice to meet you ဆိုတဲ့စာသားကိုပေါ်လာမှာဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုက alignment ဆိုတာအလွယ်တကူပြောရင်ကျွန်တော်တို့အနေနဲ့နေရာချတယ်ပေါ့နော်ကျွန်တော်တို့ဒီစာသားဒီ heading ကဘယ်မှာပေါ်မလဲပေါ့အလဲတဲ့မှာပေါ်ခြင်းလားဘယ်ဘက်မှာကတ်ပေါ်ခြင်းလားညာဘက်မှာကတ်ပေါ်ခြင်းလားဆိုပြီးကျွန်တော်တို့အနေနဲ့ရွေးချယ်စရာ option ၃ခုရှိမယ်အဲ့တော့ကျွန်တော်တို့ကဒီက p လေးကိုသူ့ရဲ့ original ကဘယ်ဘက်မှာကတ်ပေါ်နေရပါတော့ကျွန်တော်ကအဲ့ဒါကိုအလဲမှာပေါ်ဖို့အတွက်ဘာရေးရလဲဆိုတော့ p ဆိုတဲ့ပထမအဖွင့် tag လေးထဲမှာ align align ဆိုပြီးတော့ center center ဆိုပြီးကျွန်တော်ရေးလိုက်ပြီဆိုရင်ဒီကောင်လေးကအလဲမှာပေါ်လာမှာဖြစ်တယ်ထိုနည်းတူပဲကျွန်တော်က example 2လေးကိုညာဘက်ကပေါ်ခြင်းတယ်ညာဘက်ကပေါ်ခြင်းတယ်ဆိုရင်ကျွန်တော်တို့က align RIGHT right ဆိုပြီးတော့ရေးခဲ့မယ်ဆိုရင်ကျွန်တော်တို့ပေါ်မဲ့ကောင်လေးကဒီဘက်မှာပေါ်လာမှာဖြစ်တယ်ဒါကတော့ alignment ဖြစ်တယ်ကျွန်တော်တို့ alignment ကများတော့အဖြစ်စာသားတွေပေါ့နော်ကျွန်တော်တို့ test တွေအတွက်အသုံးပြုတာများပါတယ် okay နောက်တစ်ခုအနေနဲ့က line break ဖြစ်တယ် line break ဆိုတဲ့ဟာじゃကျွန်တော်တို့ဘာ tag ကိုအသုံးပြုရလဲဆိုတော့ BR ဆိုတဲ့ tag လေးကိုအသုံးပြုရတယ်သူ့ရဲ့ထူးခြားချက်ကရှေ့မှာလိုမျိုးကျွန်တော်တို့က P ဆိုတဲ့ tag လေးနဲ့အဖွင့်အပိတ် tag ရှိတယ်လေ P ဆိုမှာကျွန်တော်တို့ BR ဆိုတဲ့ line break မှာဒီလိုမျိုး BR အဖွင့်ပိတ် tag ဒီလိုအဖွင့် tag ပြီးတော့ကြတော့ BR ဆိုတဲ့အပိတ် tag လေးမပါဝင်ဘူးသူကတစ်ခုတည်းတကောင်တည်းအနေနဲ့အလုပ်လုပ်တယ်သူကိုယ်တိုင်ကိုက self closing tag အနေနဲ့လည်းအလုပ်လုပ်တယ်အဲ့ဒီကြောင့်ကျွန်တော်တို့အနေနဲ့ PR ဆိုတဲ့အပိတ် tag လေးမလိုအပ်ဘူး BR ဆိုပြီးကျွန်တော်တို့က tag လေးတစ်ခုရေးလိုက်ပြီးဆိုရင်သူ့ရဲ့ function သူ့ရဲ့ property ကိုလုံးဆောင်ပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ BR ဆိုတဲ့စာသားလေးကိုရေးကြည့်အောင် okay အဲ့တော့ဒီမှာကျွန်တော်က hello nice to meet you ဆိုတဲ့စာသားကဘယ်လိုဖြစ်နေလဲဆိုတော့တပြေးတဲ့ပေါ့နော်တလိုင်းနဲ့ဖြစ်နေအဲ့တော့ကျွန်တော်ကဘယ်လိုလုပ်ချင်လဲဆိုတော့ hello ကိုတစ်ကြောင်း nice to meet you ကိုတစ်ကြောင်းလုပ်ချင်တယ်အဲ့လိုလုပ်ဖို့ရတော့ကျွန်တော်က hello ရဲ့ nice to meet you ဆိုတဲ့စာသားကြားမှာကျွန်တော်ကအဖွင့် BR ပိတ်တက်လေးရေးလိုက်ပြီဆိုရင်ကျွန်တော်တို့ပြောင်းလဲတော့မှာက hello ကတစ်ကြောင်း nice to meet you ကတစ်ကြောင်းဖြစ်သွားပြီထိုနည်းတူပဲကျွန်တော်က example 1မှာဆိုရင်လည်း example ကိုတစ်ခု1ကိုတစ်ခုလုပ်ချင်တဲ့အတွက်ကြောင့် example ပြီးတော့ကြတော့ကျွန်တော်က BR ပိတ်တက်ဘယ်လိုလုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုပေါ်လာမလဲဆိုတော့ example ကတစ်ခု1ကတစ်ခုပေါ်လာမှာဖြစ်တယ် okay ဒါကတော့ line breaks ဆိုတဲ့ element တွေဖြစ်တယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ဘာတည်ထားဖို့လိုအပ်လဲဆိုတော့ bold တို့ italic တို့ underline text တွေဖြစ်တယ် bold တို့ italic တို့ underline text တွေဆိုတာလွယ်တကူပြောရရင်ကျွန်တော်တို့စာသားတွေကို bold လက်တာဖြစ်အောင်လို့ဖန်တီးပေးတဲ့ဟာတွေပေါ့နော် italic ဆိုတာကျွန်တော်တို့စာသားတွေကိုစောင်းစောင်းလေးပေါ်မဲ့ဟာတွေဖြစ်တယ် underline text ဆိုတာကျွန်တော်တို့ကစာသားတွေရဲ့အောက်မှာမြင်းချောင်းလေး automatic သားပေးဖို့ရအတွက်ရေးရတဲ့ text တွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘိုးမှာရေးမှုဆိုရင်ကျွန်တော်တို့ B ဆိုတဲ့ tag လေးအဖွင့်ပိတ်ရှိမယ်အဲ့လိုကျွန်တော်တို့ B ဆိုတဲ့ tag လေးမရေးချင်ဘူးဆိုရင် strong ဆိုတဲ့ tag လေးလည်းရှိမယ်ဆိုတော့ကနှစ်ခုလုံးအဲ့ text တွေကပေါ့နော်ကျွန်တော်တို့ဘာ property to do လောက်ဆောင်ပေးတယ်နှစ်ခုလုံးဘာနဲ့ပဲရေးကျွန်တော်တို့အထဲမှာပေါ်မယ့်စာသားကဘိုးလက်တာလေးဖြစ်သွားလိမ့်မယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီပေါ်မှာ P ဆိုပြီးတော့ this is bold လို့ရေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ပေါ်လာမယ့်ကောင်လေးကဒီမှာဆိုပုံမှန်ဒီကောင်နဲ့မတူဘဲနဲ့ဒီလို example နဲ့တူ bold letter အနေနဲ့ပေါ်လာမှာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့က italic မှာဆိုရင်ကျွန်တော်တို့ I အဖွင့်ပိတ်ရှိမယ် I ဖွင့်ပိတ်နဲ့မရေးဘူးဆိုရင် EM ဆိုတဲ့ element လေး tag လေးပေါ့နော်အဲ့ဒီကောင်လေးနဲ့လည်းရေးလို့ရတယ်
အဲ့တော့ဒီ I လေးနဲ့ကျွန်တော်ရေးကြည့်အောင် I this is italic ဒီကောင်လေးကိုကျွန်တော် run ကြည့်မယ် okay အဲ့မှာဆိုရင်ကျွန်တော်တို့က this is bold ရ this is italic ရဒီမှာဆို italic လေးရတခြားကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့စောင်းနေတာကိုမြင်ရလိမ့်မယ်အဲ့တော့ဒီကောင်နဲ့ဒီကောင်နဲ့ဒီ tag နှစ်ခုကတခြားလေးမှာပေါ်နေတယ်ဗျာအဲ့တော့ကျွန်တော်ကမပေါ်ခြင်းဘူးဆိုရင်ဒီကောင်နှစ်ခုကြားမှာ BR ဆိုတဲ့ tag လေးကိုရေးလိုက်ပြီဆိုရင်နောက်တစ်ချောင်းခွဲသွားလိမ့်မှာဖြစ်တယ် okay တတိယမြောက်တစ်ခုအနေနဲ့က underline တားမယ်ဆိုရင်ကျွန်တော်တို့က u ဆိုတဲ့ tag လေးကိုအသုံးပြုရမယ် u ဆိုတဲ့ element လေးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့က u this is underlined အဲ့လိုမျိုးရေးလိုက်ပြီဆိုကျွန်တော်အနေနဲ့ this is underline ဆိုပြီးပေါ်လာမှာဖြစ်တယ် underline အောက်ကနေစာသားအောက်မှာ line လေးတစ် line ပေါ့နော်ကျွန်တော်တို့အောက်ကနေတစ်ချောင်းဆင်းကျင်နေဆိုရင် br ဆိုပြီးအသုံးပြုလိုက်ပြီဆိုရင်ကျွန်တော်တို့ဖြစ်သွားမှာကအောက်တစ်ချောင်းထပ်ပြီးတော့꿰တော့မှာဖြစ်တယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကဘာရှိအောင်မလဲဆိုတော့ strike through test or delete test လို့လည်းခေါ်တဲ့ကျွန်တော်တို့ကစာကြောင်းတစ်ကြောင်းကိုဖြတ်တဲ့ပုံစံမျိုးအနေနဲ့ပေါ်ဖို့ပေါ့နော်အဲ့တော့ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့ဒီလိုကောင်လေးကိုဖြတ်တဲ့ပုံစံမျိုးအဲ့လိုမျိုးပေါ်ဖို့ရတော့ဆိုကျွန်တော်တို့ကဘာရေးပြီးဖို့လိုအပ်လဲဆိုတော့ s ဆိုတဲ့ tag လေးပဲသုံးမလား strike ဆိုတဲ့ tag လေးပဲသုံးမလား d ဆိုတဲ့ tag လေးပဲသုံးမလားဆိုပြီးကျွန်တော်တို့ကရွေးချယ်စရာ၃မျိုးရှိမယ်အဲ့တော့ကျွန်တော်က s ဆိုတဲ့ကောင်လေးသုံးလိုက်မယ်အဲ့တော့ဒီမှာဆိုကျွန်တော်က br နဲ့ဆင်းမယ်ပြီးကြတော့ s this is strike through run ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ပေါ်မဲ့ကောင်လေးကဒီအလယ်မှာမြင်းချောင်းလေးအနေနဲ့တားထားတာမျိုးပေါ်လာမှာဖြစ်တယ်များတော့အပြင်ကျွန်တော်တို့ strike through test တွေကဘယ်လိုမျိုးတွေမှာသုံးလဲဆိုတော့ကျွန်တော်တို့ဈေးရောင်းတဲ့ခါမျိုးဆိုကျွန်တော်တို့ကပုံမှန်အားဖြင့်ဒေါ်လာ100ရောင်းနေပဲဆိုပါစို့ဒေါ်လာ100ရောင်းတော့ကျွန်တော်တို့ promotion ဆင်းလို့ discount ပေးလို့ဆိုပြီးကျွန်တော်က$100ကိုဖြတ်ထားပြီးတော့$50စသဖြင့်အဲ့လိုမျိုးချင်းတွေမျိုးတွေဆိုရင်ကျွန်တော်တို့က strike through test ကိုအသုံးပြုခြင်းဖြစ်တယ်ဟုတ်ပြီအဲ့တော့နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့က monospace or teletype လို့လည်းခေါ်တဲ့ font style လေးတစ်မျိုးကြောင်းစတွားလိုက်ရအောင်အဲ့လိုမျိုး monospace ဆိုတဲ့ font style လေးကိုကျွန်တော်တို့ကဒီလိုမျိုးလေးအနေနဲ့ပေါ်ဖို့ရအတွက်ဆိုရင်ကျွန်တော်တို့က tt ဆိုတဲ့ element လေးသုံးပြရတယ်ပြောရရင်ကျွန်တော်တို့ကပုံ font style မျိုးစုံကိုကျွန်တော်တို့ html နဲ့ပဲဖြစ်စေ css နဲ့ပဲဖြစ်စေ font style လေးကိုပြောင်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့က font style လေးပြောင်းကြမယ် br နဲ့နောက်ကြောင်းဆင်းမယ် tt this is monospace ဆိုပြီးကျွန်တော်ရေးပြီးတော့ run ကြည့်လိုက်ပြီဆိုရင်ပုံမှန်ဒီလိုမျိုးစာသားအနေနဲ့မပေါ်ဘဲနဲ့ monospace font style လေးအနေနဲ့ပေါ်လာမှာဖြစ်တယ် okay အဲ့တော့ဒီဟာကတော့ကျွန်တော်တို့